ဒီဖြစ်ရကလွန်ခဲ့တဲ့10နှစ်လောက်ကပြင်ဦးလွင်ပါမှာကြောင်းတက်ခဲ့တဲ့ brother တယောက်ရဲ့ကိုယ်တွေဖြစ်ရပါကျွန်တော်တို့တငယ်ချင်း၄ယောက်ကကြောင်းနီးနီးမှနေချင်တာကြောင့်မျိုးစော်နာကအင်္ဂလိပ်ခေတ်ကတည်းကစောက်ထားတဲ့နှစ်ထပ်တိုက်ကြီးတစ်ခုကိုအဆောင်ငှားလိုက်ကြတယ်အဲ့ဒီတိုက်ကြီးကခြံဝန်းအကျယ်ကြီးထဲမှာတလုံးတည်းရှိနေတာထူးဆန်းတာကအိမ်ငှားခဲကအရန်တက်တာနေတာပဲအဆောင်ပိုင်ရှင်ကတော့အင်ကဟောင်းနေလို့ရှော့ပေးတာလို့ပဲပြောခဲ့တယ်ကျွန်တော်တို့အဆောင်တက်တဲ့ပထမဆုံးအပတ်မှာတင်ထူးခြားတာကအနံ့ပဲတခါတလေညဘက်လို့ဆိုရင်အခန်းထဲမှာပန်းနံ့လိုအမွှေးတိုင်နံ့လိုအနံ့တစ်ခုကရုတ်တရက်ရောက်လာတယ်ပြီးရင်ခဏနေတော့ပုတ်ဆက်ဆက်အနံ့ကြီးကအစားထိုးဝင်လာရောတငယ်ချင်းတွေကတော့အိမ်သားကအမိုက်ပုံကြောင့်နေမှာလို့ပဲတွေးခဲ့ကြတာပေါ့တညမှာတော့ကျွန်တော်ကစာချက်ရန်ပြော့သွားတယ်ညတန်းခေါင်2နာရီလောက်မှအောက်ထက်ကနေစန်တရားတီးတန်တဲ့တဲ့လေးကြားလိုက်ရတယ်တေးသွားကအရန်အေးဆက်ပြီးနားထဲမှာစွဲနေစေမဲ့တန်စင်မျိုးပဲအဲ့ဒီမှာပဲကျွန်တော်စဉ်းစားမိတာကငါတို့ထဲမှာဘယ်သူမှစန်တရားမတီးတတ်ဘူးလေဒါနဲ့ပဲကျွန်တော်လဲတငယ်ချင်းတွေကိုနှိုးပြီးအောက်ထက်ကိုတက်မီးနဲ့ဆင်းကြီးကြတယ်အဲခန်းထဲမှာရှိတဲ့စန်တရားအဟောင်းကြီးကဖုံတွေတက်နေပြီးအဖုံးတော်ပိတ်ထားတာဒါပေမဲ့ကျွန်တော်တို့အနားရောက်သွားတဲ့အချိန်မှာစန်တရားအဖုံးပေါ်မှာလက်ရ9ခုကိုထင်းထင်းရှားရှားမြင်လိုက်ရတယ်အဲ့ဒီနေ့ကစပြီး6လက်မှုတွေကပိုပြင်းထန်လာတယ်ရေချိုးခန်းထဲမှာရေကန်ထဲကိုတယောက်ယောက်ကခေါင်းနစ်ခံနေရတယ်လို့အသက်ရှူထန်နေကြားရတာတို့လေကားကနေလူတွေဖြီးတက်လာတဲ့အထန်ကြားပြီးမြင်ကြည့်လိုက်ရင်ဘယ်သူမှမရှိတာတို့ပေါ့အဆိုးဆုံးကတော့တညမှာကျွန်တော်ရဲ့တငယ်ချင်းတယောက်ဟာအိပ်ပျော်နေရင်ကနေရုတ်တရက်အော်ဟစ်ပြီးနိုးလာတာပဲသူ့ရဲ့လဲဘင်းမှာလက်ချောင်းရတွေหนีရဲအောင်ထင်းချန်နေခဲ့တယ်သူပြောပြတာကတော့မိမတယောက်ကငါ့ကိုအပေါ်ကနေခွာဝပြီးလဲဘင်းညှစ်နေတာသူ့မျက်နှာကအရေးပြားတွေလန်နေတယ်တဲ့နောက်ရမှာပဲကျွန်တော်တို့ပစ္စည်းတွေအကုန်သိမ်းပြီးဆင်းခဲ့ကြတယ်နောက်ပိုင်းမှာထိရတာကအဲ့ဒီအိမ်ကြီးဟာဒုတိယကမ္ဘာစစ်တုန်းကနှိပ်စက်တပ်ဖြတ်ခံခဲ့ရတဲ့မိသားစုတစ်ခုရဲ့အိမ်ဖြစ်နေတာမှာအဲ့ဒီတုန်းကသမီးအငယ်ဆုံးလေးဟာစန်တရားတီးနေတော့မှပဲအသက်ခံခဲ့ရတာလို့ဆိုကြပါတယ်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုလည်းလာဖေးပို့လို့ရပါတယ်အကောင်းဆုံးပြန်လည်တင်ဆက်ပေးပါမယ်ဗျာ